အားလုံးပဲမင်္ဂလာရှိသောမနက်ခင်းလေးပါရှင်ဒီနေ့ဆန်ကချီကာဂိုမြို့ရဲ့ဒေါင်းတောင်းထဲကိုရောက်နေရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပြီးတော့ဆန်ကအခုဆိုလို့ရှိရင်ဒီမြို့မှာ Starbucks coffee ဆိုင်တွေအများကြီးရှိတဲ့တဲကမှအကြီးဆုံးဖြစ်တဲ့ Starbucks coffee ဆိုင်ကိုသွားနေရပဲဖြစ်ပါတယ်ပြီးတော့ဒီဆိုင်လေးอ่ะပေါ့နော်စုတွေအများကြီးလဲရထားတယ်ဆိုပြီးတော့တငယ်ချင်းတွေကညှိုးတဲ့အတွက်ကြောင့်မို့လို့ဆန်အဲ့ဒီဆိုင်လေးကိုသွားနေရပဲဖြစ်ပါတယ်ဆန်နဲ့တူလိုက်ကြည့်ပေးပါဦးရှင်အခုဆိုရင် Starbucks coffee ဆိုင်ရှေ့ကိုရောက်လာပြီပဲဖြစ်ပါတယ်ဟာဒီမှာရောက်ပါပြီရှင်ဒီလေးတော့လုံးကတော့ Starbucks coffee ဆိုင်ရဲ့အပြင်ဆင်ပဲဖြစ်ပါတယ်အထဲထဲကိုတစ်ချက်အဆန်နဲ့အတူသွားကြည့်ကြည့်ရအောင်နော်ဆိုင်ထဲကိုဝင်လိုက်ရင်ပဲဆိုင်ထဲမှာဖွဲ့စည်းပုံလေးတွေကတော့နေရာတစ်ခုနဲ့တစ်ခုမှာရှင်းပြနေတဲ့သူတွေinformation counter လေးတွေနဲ့နေရာတွေအများကြီးကိုဖွဲ့စည်းထားပါတယ်လက်ဆောင်ပစ္စည်းပေးမယ်ဆိုလို့ရှိရင်လည်းဒီကနေလည်းဝယ်လို့ရသလို coffee ကြိုက်တတ်တဲ့သူတွေအတွက်အရန်သဘောကျမဲ့နေရာလေးလို့လည်းဆန်တော့ထင်မိပါတယ်အောက်ထပ်လေးလည်းကြည့်ပြီးပြီဆိုတော့အဆန်အပေါ်တက်ကိုတစ်ချက်သွားကြည့်ကြည့်အောင်မယ်နော်ဒါကတော့ဒုတိယတက်ပေါ့နော်အောက်တက်ကနေပြီးတော့အပေါ်တက်ကိုတက်ဖို့အတွက်လေကားလည်းအသုံးပြုလို့ရတယ်လို့ဆက်လေကားလည်းအသုံးပြုပြီးပေါ်တက်လို့ရတဲ့နေရာတွေလည်းရှိရဲဆိုတော့ဆန်နဲ့တူတတိယတက်လေးကိုထပ်ပြီးတော့တက်ကြည့်ရအောင်ဒါကသုံးလွှာနေပြီးတော့မှအောက်ကိုမြင်ရတဲ့အနေထားလေးပေါ့နော်။နောက်အပေါ်ဆုံးလွှာတစ်လွှာကျန်ပါသေးရဲ့။လေးလွှာကျန်ပါသေးရဲ့။
ဒါကတက်တက်မှာပဲမှာလို့ရတဲ့မီနူးဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ရပါပြီဆန်ကတော့ coffee တောက်နေကြလို့မဟုတ်ပေမဲ့ Citra Butterfly Fig Flower Tea ဆိုတဲ့ coffee ဆန်းလေးကိုမှာပြီးတော့စမ်းတောက်ကြည့်ခဲ့ပါတယ်နောက်ထပ်တစ်လွှာကိုသွားကြည့်ပါမယ်အပေါ်ဆုံးလွှာကတော့ alcohol နဲ့ပါပေါ့နော်ဒါကတော့အပေါ်ဆုံးကရင်ခွင်းမှာဒါကတော့ Starbucks coffee အပေါ်ဆုံးထပ်ကနေရှေ့ကိုမြင်ရတဲ့မြင်ကွင်းပေါ့နော်ဆန်တို့တွေအခု Starbucks coffee ဆိုင်မှာ coffee လဲတောက်လို့ပြီးပြီဆိုင်ကိုလည်းလေ့လာပြီးပြီဆိုတော့ဒီ Chicago မြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ Millennium Pub ကိုတွားပြီးလေ့လာမှာပဲဖြစ်ပါတယ်အဲ့တော့ဆန်နဲ့အတူတူလိုက်ပြီးတော့ကြည့်ပေးကြပါဦးနော်အခုဆန်ရောက်နေတဲ့နေရာကတော့ Millennium Park နဲ့ Mackie-Daly Pub နှစ်ခုကိုတွဲပြီးတော့ဆက်ထားတဲ့ stainless steel နဲ့သစ်သားတွေကြီးပဲဆောက်ထားတဲ့တရားပေါ်ကနေဖြတ်ရှောင်နေရပဲဖြစ်ပါတယ်။ဒီပန်းခြံနှစ်ခုထဲမှာဆိုလို့ရှိရင် J. Pritzker Pavilion လို့ခေါ်တဲ့ outdoor concert ကြီးရဲ့နောက်ပြီးတော့ Cloud Cake လို့ခေါ်တဲ့ The Bean Pastry ကြီးရဲ့အဲ့ဒါတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ရှီကာဂိုမြို့ကိုရောက်တဲ့ဆိုလို့ရှိရင်တော့ဒီ Millennium Park နဲ့ပဲစီကိုရောက်ဖြစ်အောင်သွားလည်ဖို့တင်တဲ့လူဆန်းကတော့အကြံဉာဏ်ပေးချင်ပါတယ်တောင်းနဲ့ကိုရှောက်ပတ်နေနေဆန်ကအစားသမားဆိုတော့ဘိုက်ကစားလာရောအဲ့တော့ဆန်ဒီနားလေးမှာရောက်နေမက္ကဆီကန်စားကိုဘာပြီးတော့ဝယ်စားကြည့်ပါဦးမယ်သူက food truck လေးနဲ့လာပြီးတော့ရောင်းတာကိုနားလေးမှာ food truck လေးတန်းစီထားတယ်။အဲ့နားလေးကိုဆန်သွားပြီးတော့ကြည့်ရင်းနဲ့တော့ဝယ်စားကြည့်ပါဦးမယ်ရှင်။ဆန်နဲ့တူလိုက်ကြည့်ပေးပါဦးနော်။ဒီစားကိုမက္ကဆီကန်စားစာလေးနဲ့စားပြီးတော့ဖြည့်ရှင်းပြီးပြီဆိုတော့အခုညနေဘက်မှာတော့ Municipal Parish ကစိတ်ခန်းစီကိုသွားတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဆန်နဲ့တူတူလိုက်ပြီးကြည့်ပေးကြပါအောင်ရှင်ဒီစိတ်ကန်းဟာဆိုလို့ရှိရင်1916ခုနှစ်ထဲကစပြီးတော့ဖွင့်လှစ်ထားတဲ့စိတ်ကန်းကြီးဖြစ်တယ်ပေါ့နော်အစောပိုင်းမှာတော့ကုန်တင်သင်္ဘောနဲ့ခီးသည်တင်သင်္ဘောတွေစိုက်ကတ်တဲ့အနေအဖြစ်အသုံးပြုပြီးတော့အခုဆိုလို့ရှိရင်တော့ကဘာလက်ခီးသွားတွေအများဆုံးလာရောက်လည်ပတ်တဲ့နေရာဆိုလဲမမှားပါဘူးရှင်ကဘာစစ်နဲ့ဒုတိယကဘာစစ်ကာလအတွင်းမှာရေတက်လေးချင်းရေစခန်းအဖြစ်လဲအသုံးပြုခဲ့တဲ့နေရာလို့လေ့လာသိရှိခဲ့ရပါတယ်။ရှီကာဂိုမြို့ရဲ့အလှနဲ့မီရှီဂန်ရေကန်ကြီးရဲ့အလှကိုအပေါ်စီးကနေကြည့်ရှုခန်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့စန်တနီယာဝှီးကြီးကိုလာပြီးစီးဖို့ဆန်ကဒီကနေလက်တို့လိုက်ပြစေနော်။ကဲဆန်တို့လည်းမီရှီဂန်ရေကန်ကြီးရဲ့အလှကိုခန်းစားရင်စိတ်ကန်းရဲ့အလှတွေကိုခန်းစားရင်နဲ့လေးညင်းလေးခံပြီးလမ်းလျှောက်နေလိုက်တာတဖြည်းဖြည်းနဲ့နေအောင်တော်တော်ဆောင်းသွားခဲ့တယ်။အဲဒါကြောင့်မို့လို့ဆန်တို့တွေဒီစိတ်ကန်းကနေပြီးတော့ညစာစားဖို့စားတောက်ဆိုင်တစ်ခုကိုတွားခဲ့ပါတယ်။အစားအသောက်တွေစားလို့ပြီးတော့ဆန်တို့တဲရဟိုတယ်ကိုပြန်ပြီးအနားယူအိပ်ဆက်ခဲ့ပါတယ်။ဒါကတော့ဆန်ရဲ့ရှီကာဂို Day 2 နေလေးပဲဖြစ်ပါတယ်ရှင်။
ရဲ့ Facebook page လေးနဲ့ YouTube channel လေးကိုလည်း like follow နဲ့ share လေးလုပ်ပြီးဖို့တောင်းဆိုပါရစေရှင်ဆက်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံကြမယ်နော်စိတ်ကျမ်းမာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးပဲမင်္ဂလာပါ